စီးပွားရေးဆောက်လုပ်ခဲ့ရလေဒီဆောက်လုပ်ရေးနဲ့ပဲဝင်ခဲ့တာ ဒီအိမ်ဆောက်ပစ္စည်းလုပ်ငန်းဆိုတာကဘယ်တော့မှမတင်ခေါ်တဲ့လုပ်ငန်း ဖရားတော်မှာအမိရှိမှပွင့်ရတာတို့ အောင်မြင်တဲ့လုပ်ငန်းတိုင်းရဲ့နောက်ွယ်မှာခိုင်မာတဲ့ယုံကြည်မှုနဲ့မှန်ကန်တဲ့ရွေးချယ်မှုတွေရှိနေတတ်ပါတယ်။အခု Partner and Power ဆိုတဲ့အစီအစဉ်ကနေကျွန်တော်တို့ကြက်နှစ်ကောင်ဘီလက်မြေရဲ့အမာခံမိဖက်ပါတနာကြီးတွေရဲ့ဘဝအတွေ့အကြုံလုပ်ငန်းအောင်မြင်မှုလှုပ်ဝက်ချက်တွေကိုဒီကနေဖော်ထုတ်သွားမှာဖြစ်ပါတယ်။ဘာကြောင့်ကြက်နှစ်ကောင်ဘီလက်မြေကိုရွေးချယ်ခဲ့တာလဲဘလို့စိတ်ဓာတ်နဲ့ဒီလုပ်ငန်းတွေကိုထူထောင်ခဲ့ကြတာလဲဆိုတာကိုလည်းသူတို့ရဲ့ရင်တွင်းစကားတန်တွေကနေတဆင့်နားထောင်ကြည့်လိုက်ပါအောင်ခင်ဗျာ။ကိုနဲ့မမင်္ဂလာပါခင်ဗျာ။အရင်ဆုံးအကိုနဲ့အမရဲ့နာမည်ရယ်ဆိုင်လိပ်စာလေးနဲ့ဆိုင်နာမည်လေးအရင်မိတ်ဆက်ပေးပါအောင်ဗျ ကျွန်တော်နာမည်ကတော့ကိုလိုင်ဝါပါကျွန်တော် Power အိမ်ဆောက်ပစ္စည်းတောင်းဝယ်ပြန်ဖြတ်ချီလုပ်ပါတယ်ဟုတ် အမရောဟုတ် ဟုတ်အမနာမည်ကခေရီຫນွေပါမတို့စိုက်လိပ်စာကတော့အမှတ်42ဗိုလ်ချုပ်လန်း9မြင့်ဆောင်3ရက်ကွက်ရွှေပြည်သာမြို့နယ်ရန်ကုန်တိုင်းမှာရှိပါတယ် ဟုတ်ကဲ့ပါကိုနဲ့မအကိုတို့ဒီပေါ့နော်အိမ်ဆောက်ပစ္စည်းလောကတွေကိုစတင်ဝင်ရောက်ခဲ့ပုံနဲ့ဝင်ရောက်ခဲ့တဲ့နှစ်ပေါ့နော်ဝင်ရောက်ချင်းမှာဘလို့အခက်အခဲတွေကြုံတွေ့ခဲ့ရတာလဲဆိုတာလဲကျွန်တော်တို့ပြောပြပေးပါအောင်ဗျ ကဲပါဒီဆိုင်ပါဝါဆိုရေးဖွင့်တာကတော့2000ခေါ်အဲ့ဒီမတိုင်ခင်မှာတော့ကိုရီးယားတကုံတက်တုံမှာတက်ရင်းနဲ့ဦးလေးစီမှာတော့ဒီလုပ်ငန်းရဲ့အတွေ့အကြုံတွေကတော့ရှိပြီးသားပေါ့နော်2000ခွန်မှာဖွင့်တယ်2000ခွန်17လပိုင်း6ရက်နေ့မှာစဖွင့်တယ်ဖွင့်ပြီးတော့2008 5လပိုင်းမှာဟွာပေါ့နာဂစ်ဖြစ်တယ်နာဂစ်ဖြစ်တဲ့အချိန်မှာကိုရီးယားဆိုင်စနေပြီးအဲ့အချိန်မှာဒီဘီလက်မြေတော့မတင်သေးဘူးပေါ့ဆိုင်မှာတွပြားအထက်သားအဲ့လိုမျိုးပေါ့နော်တွတ်တန်အဲ့လိုမျိုးရိုက်တန်တွကျိုးအဲ့လိုမျိုးပေါ့နော်မီးပစ္စည်းလျှက်စစ်ပစ္စည်းအဲ့ဒါတွေတင်နေပြီးအဲ့ဒါမှာနာဂစ်ဖြစ်တဲ့အချိန်ကျတော့လူတွေရဲ့လိုအပ်ချက်ပေါ့နော်လိုအပ်ချက်ကတွပြားတွတ်တန်တွကျိုးအဲ့ဒီဟာတွေဖြစ်သွားပြီဘာလို့ဆိုတော့ဟိုအလုပ်ငန်းတစ်ခုအောင်မြင်ဖို့ဆိုတာလိုအပ်တဲ့အချိန်မှာချပေးနိုင်မှဒီအောင်မြင်မှုရတာလေအဲ့တဲ့ခါကျတော့နာဂစ်ဖြစ်တဲ့လူတွေရဲ့လိုအပ်ချက်တွေမှာတွပြားလိုတဲ့တွတ်တန်လိုတဲ့လမ်းနေသွားတဲ့ချိန်မှာဒီပွဲရုံနေသွားတဲ့ချိန်မှာအပင်နေလဲကြတယ်ကားတွေသွားလို့မရဘူးဒါပေမဲ့ဒီဘက်မှာလူတွေကလိုအပ်နေပြီအဲ့တဲ့ခါကျတော့ဒီတွတ်တန်တွတ်ကြိုးတွေကိုဘာနဲ့တည်လို့ရမလဲရပါစပေါ့နော်ဆိုင်ကယ်နဲ့တည်လို့ရတယ်ဒါပေါ့ကိုဒီတစ်ပင်တွေဘာတွေကစရှောင်ပြီးလာလို့ရအဲ့တဲ့ခါကျတော့ကိုယ့်ရဲ့ဆိုင်လဲရောင်းအပ်တက်မယ်လူတွေရဲ့လိုအပ်ချက်လဲဖြည့်ဆည်းပေးရဖြစ်မယ်ဆိုပြီးဒီတွတ်တန်တွတ်ကြိုးကိုအဲ့ဒီချိန်မှာမပြတ်တမ်းတောက်လျှောက်ကပေါ့နော်ဟိုပါပေါ့ရအောင်ပေါ့ဟိုလုပ်တယ်အဲ့တဲ့ခါကျတော့ဆိုင်ရဲ့အချိန်ရလဲအဲ့ဒီမှာတက်သွားတာလဲပါတာပေါ့လိုအပ်တဲ့အချိန်မှာပေးနိုင်လို့ပေါ့နော်ပေးနိုင်တဲ့ခါကျတော့လူတွေဟာဒီမှာရတယ်အဲ့လိုမျိုးပေါ့နော်အဲ့အစုံပေါ့နော်ဒီဈေးကွက်တစ်ခုကိုထိုးပေါက်တဲ့အချိန်မှာဘာတွေလဲကိုနဲ့မသက်ဆိုင်ဘူးဆိုပေမဲ့လေလူအပ်တဲ့ဟာတွေလိုက်ပံ့ပိုးတဲ့အခါကျတော့တဖြည်းဖြည်းဆိုင်ရာတိသွားတာပေါ့နော်တိသွားတဲ့အခါကျတော့ကိုဖာတင်လေဒါအစစ်အသစ်ဖြစ်ပြီးသားဖြစ်သွားတာပေါ့မလိုအပ်တဲ့ဟာကြီးကိုပေးနေတယ်ဘာမှမထူးဘူးလေလိုအပ်တဲ့ချိန်မှာပေးနိုင်တယ်ဆိုရင်ဒါချိန်ရသွားတာပဲပေါ့နော်မလိုအပ်တဲ့ချိန်ကိုအတင်းသွားပေးနေလို့အဆင်ပြေပြီလိုအပ်တဲ့ချိန်မှာဒါတွေပြီးရတော့ဒါဘယ်ရတာလဲလိုက်မေးကြပြီမေးကြတဲ့ခွာကိုကရတယ်ရတဲ့အခါကျတော့ကိုယ့်ရဲ့ဆိုင်ရဲ့အချိန်ရလေကြော်ညာစရာမလိုဘဲနဲ့ကိုလူရဲ့ဝယ်သူရဲ့ customer ရဲ့တုံးအားပေးမှုချောင်းရသွားတာလည်းပါပါတယ်ဟုတ်ကဲ့ပါဟုတ် အခုအနေနဲ့ရောဒါဟိုကြုံခဲ့ရတဲ့လုပ်ငန်းဆက်ဆာချင်းပေါ့နော်ကြုံခဲ့ရတဲ့မတူညီတဲ့အဲ့လိုအခက်ခဲရောရှိခဲ့လားဗျအမားနဲ့ဘယ်လိုပူပေါင်းပြီးတော့ကြော်ဖြတ်ခဲ့လဲပေါ့အဲ့ဒီအခက်ခဲလေးအခုလည်းပြောပြပါအောင်ဗျ ခက်ခဲတွေကတော့အများကြီးရှိပါတယ်ရှိတယ်ပဲဒါပေမဲ့ကြုံလာတဲ့အခက်ခဲကိုကျွန်တော်တို့ကနှစ်ယောက်တိုင်ပင်တယ်တိုင်ပင်ပြီးတော့မှဟိုအကောင်းဆုံးဖြစ်အောင်တော့ရွေးချယ်ပြီးတော့အကောင်းဆုံးတစ်ခုကိုတော့ကျွန်တော်တို့ကပြောမှဆိုရင်လုပ်ဖြစ်သွားတာပေါ့လေခက်ခဲတွေကစုံငန်းစမှာတော့အများကြီးရှိတယ်ကျွန်တော်တို့ဟိုငွေကြီးအစဒီဆိုင်ဝင်တဲ့အစအဲ့လိုကခက်ခဲတွေကအများကြီးရှိခဲ့တယ်ကျွန်တော်ကဟိုနှစ်ယောက်တိုင်ပြီးတော့လုပ်တယ်နောက်ဆုံးလုပ်လို့မရရင်ကိုယ်တိုင်လုပ်မယ်အဲ့ဒါဝန်ထမ်းအစဟိုကိုကဂရုမစိုက်စင်းလုပ်လာကောက်ကိုလုပ်မယ်ပစ္စည်းဝယ်ရလာဝန်ထမ်းအစမပြေလဲကောက်ကိုသွားဝယ်မယ်ကောက်ကိုရောင်းမယ်ဟိုကျွန်တော်တို့အစတုန်းကစလုပ်တုန်းကကြတော့ဒီလိုမျိုး system ချတာတွေလို့ဟိုခုလို computer system သွားတာတွေတော့မရှိဘူးကျွန်တော်တို့စက်လာတုန်းကစက်လုပ်တယ်ဆိုတာမန်ရင်နဲ့သွားတယ်ဟိုဝန်ထမ်းဆိုတာလည်းဒီလိုမရှိဘူးကိုယ်တိုင်နှစ်ယောက်သားဝန်ထမ်းတစ်ယောက်လောက်နဲ့ပဲလို့စခဲ့တာပေါ့လေစခဲ့တော့ခက်ခဲတော့အများကြီးကြုံတယ်ဒါပေမဲ့ဘယ်လိုပဲခက်ခဲကြုံလာကျွန်တော်တို့ကကြတော့ရအောင်ဖြည့်ရှင်းပြီးတော့တက်လာခဲ့တာပေါ့လာခဲ့ရတာပေါ့ဟုတ်အကိုတို့အမတို့ပေါ့နော်ဒီလုပ်ငန်းလုပ်လာတဲ့တက်တန်တစ်လျှောက်ပါပေါ့နော်တကယ်ရှင်တွေကနေပြီးတော့ထိုက်လိုက်လဲလဲဟိုမျက်ရည်ကျတဲ့အထိဂုံယူမိတဲ့အချက်လေးရှိရင်လည်းကျွန်တော်တို့ share ပေးပါအောင်ဗျဟုတ်ဂုံယူမိတဲ့အချက်ဆိုတော့ဒါဟိုပါပေါ့စီးပွားရေးဆောက်လုပ်ထဲရလေဒီဆောက်လုပ်ရေးနဲ့ပဲဝင်ခဲ့တာ
ဝင်ခဲ့တာဖြစ်တဲ့အတွက်ဒီလူမှုဘဝတွေမှာအကုန်လုံးကစားဝတ်နေရေးဆိုတာရှိတယ်လေစားဝတ်နေရေးရဲ့ခဏလေးရက်မှာကိုလုတ်တဲ့ဟာကနေထားရေးဆိုတဲ့ဟာကိုပေါ့နော်ကိုကဖွင့်ရတယ်လူတွေကဘလို့ပဲနေနေလေမိုးတန်းလေးတန်းခံနိုင်အောင်ဒီဆောက်လုပ်ရေးကတော့အိမ်တစ်ခုကတော့ရှိရမှာပဲလေဒီအိမ်တစ်ခုရဲ့ပေါ့နော်လူတွေရဲ့လိုအပ်ချက်ကိုပေါ့နော်ဖြည့်ဆည်းပေးပြီးရောင်းရတဲ့အတွက်ဒါကတော့အများနဲ့တော့ဂုဏ်ယူပါတယ်နော်ဟုတ် အခုအနေနဲ့ရောရှိခဲ့လားဗျဟုတ် ရှိခဲ့ပါတယ်ကျွန်တော်တို့ကကျွန်တော်2ယောက်စတယ်ဟိုဟာကျွန်တော်တို့ကစီးပွားရေးတစ်ခုလုပ်တော့မယ်ဆိုတော့တိုင်ပင်လိုက်တယ်တိုင်ပင်တဲ့အချိန်မှာကျွန်တော်တို့ကလုပ်ငန်းတွေရွေးတယ်ပေါ့အများကြီးရွေးတယ်ကျွန်တော်တို့ကဒီစတိုးဆိုင်လုပ်ငန်းဒီကွာစတိုးပြီးလို့ရှိရင်စောက်လို့ရေးလုပ်ငန်းတွေအများကြီးရွေးတဲ့အထက်မှာ2ယောက်လုံးတိုင်ပင်ပြီးတော့မှဒီအိမ်ဆောက်ပစ္စည်းလုပ်ငန်းဆိုတာကဘယ်တော့မှမတင်ခေါ်တဲ့လုပ်ငန်းအဲ့ဒီလုပ်ငန်းကတော့အများနဲ့ကောင်းတော့တယ်ဆိုအဲ့ဒီလုပ်ငန်းတစ်ခုကိုကျွန်တော်အိမ်ဆောက်ပစ္စည်းလုပ်ငန်းကိုအဓိကရွေးလိုက်တာပေါ့ရွေးလိုက်ပြီးတော့စရွေးတဲ့အချိန်မှာလည်းအခက်အခဲတွေရတာမျိုးစုံဖြစ်တယ်မျိုးစုံဖြစ်တဲ့ဆိုတော့ဒီအယောင်းဝယ်ကိစ္စတွေပေါ့လေအယောင်းဝယ်ကိစ္စတွေမှာကျွန်တော်တို့ကပထမဆုံးကတော့ကျွန်တော်တို့ကလုံးဝ0ကနေစရတာအခက်အခဲမျိုးစုံကြော်ဖြတ်ပြီးတော့မှဘလို့အခက်အခဲပဲလာဘလို့ပဲဖြစ်ဆိုပြီးတော့ကျွန်တော်ကရအောင်လုပ်မယ်ရအောင်တက်မယ်ဆိုပြီးတော့ကျွန်တော်ကအဲ့ဒီတော့စတာ2009ကစတာကျွန်တော်တိုင်မြင်တာတော့2005လောက်တည်းကကျွန်တော်တိုင်မြင်တယ်ဒီဟာလုပ်ငန်းလုပ်ဖို့တော့တိုင်မြင်တယ်2009မှာကျွန်တော်ဒီလုပ်ငန်းကိုစပြစ်တဲ့ဒီမှာအိမ်ဆောက်ပစ္စည်းတော့စတာမှကျွန်တော်ကဘီလက်မီလို့ပါတော့ကျွန်တော်ရောင်းတာလည်းမဟုတ်ဘူးအဓိကတော့အိမ်ဆောက်ပစ္စည်းသူပြားလို့ဘာလို့နည်းနည်းတိတိဟွာရောင်းတာပေါ့နောက်ပိုင်းကျမှတော့ဘီလက်မီကိုထည့်ပြီးရောင်းလာတာထည့်ပြီးရောင်းတော့မှဒီဘီလက်မီကလည်းကျွန်တော်ဒီရွှေပြည်သားမှာဆိုလို့ရှိရင်မျိုးစတည်တဲ့အတွက်ကြောင့်မလို့ဘီလက်မီဘီလက်မီအစ်စ်နဲ့ဘီလက်မီကောင်းကောင်းရောင်းတဲ့ဆရာမရှိဘူးကျွန်တော်ကအဲ့စရောင်းတဲ့ဟိုကကျွန်တော်ကဘီလက်မီအိပ်ပြည့်ပစ္စည်းအစ်စ်စိုက်ဝင်ဓာတ်လိုက်ဆိုရင်ကျွန်တော်အဲ့ဟာချပြီးပုံစံချပြီးစရောင်းတဲ့ကြောင့်ကျွန်တော်ဒီနေရာတစ်ခုကိုရောက်လာတာပေါ့လေစလုတ်ထဲဟိုကသူများတွေဘယ်လိုပဲရောင်းကိုကတော့ဝေးပြေးပတ်ကင်စိုက်ဝင်ဓာတ်လိုက်နဲ့ရောင်းမယ်လို့ကြည့်ရတဲ့အဲ့တိုင်းပဲရောင်းတဲ့အတွက်ကြောင့်မလို့ငကိုတဲ့ကစတဲ့ဟိုကလည်းဒီလိုမျိုးကောင်းအောင်လုပ်မယ်ဆိုလို့ကြည့်ရတဲ့စခဲ့တဲ့အတွက်ကြောင့်မလို့နေရာတစ်ခုကိုရောက်အောင်တော့ကျွန်တော်တက်လှမ်းခဲ့တာပေါ့ ဟုတ်ကဲ့ပါကိုဟုတ်ကိုရိုမားတို့ပေါ့နော်ဒီလုပ်ငန်းခီးစဉ်တစ်လျှောက်မှာငါတော့ဒါကိုမကြော်ဖြတ်နိုင်တော့ဘူးလို့ထင်ရတဲ့အခက်အခဲလို့ရှိခဲ့လားပေါ့ဒီလိုရှိခဲ့တယ်ဆိုလို့ရှိရင်လည်းအဲ့ဒီရဲ့အချိန်ကာလကိုဘယ်လိုကြက်ညက်ခိုင်ကြော်ဖြတ်ခဲ့တယ်ပေါ့အဲ့ဒါလေးလည်း share ပေးပါအောင်ဗျဟုတ်စိတ်ပြက်ရလက်အောင်တော့မရှိဘူးပေါ့နော်ဒါပေမဲ့အခက်ခဲဆိုတာတော့အများနဲ့တော့ဟိုနင်းဖြစ်မှာမဟုတ်ဘူးလေအဲ့ဒါခါကျတော့ကိုဘယ်လိုဖြည့်ရှင်းရမလဲပစ္စည်းပို့တယ်ကိုယ့်စီမှာပို့စရာမရှိတဲ့အခါကျရင်ဒါလေးတွေဆိုရင်ဘယ်လိုပို့လို့ရမလဲအဲ့တော့ဂါလီလေးတွေဆင်းတယ်ဂါလီနဲ့ပို့တယ်ထော်လာကြီးလေးတွေဝယ်တယ်ထော်လာကြီးလေးနဲ့ပို့တယ်အဲ့လိုမျိုးပေါ့ထော်လာကြီးဆိုတာလေဒီမြို့နယ်မို့လို့တုံးလို့ရတော့ထော်လာကြီးနဲ့ပေါ့ထော်လာကြီးဆိုစီစားတက်တာတဲ့အတွက်ကိုဒီtransportation ကတက်တာတယ်လေအဲ့ဒါစီထော်လာကြီးကတနေ့ကုန်ပတ်မောင်းအောင်စီတကားလည်းမကုန်တဲ့အတွက်ကိုအဲ့အတွက်ကဘယ်လောက်လဲအဲ့ဒီမှာမှဝဲသူကိုဘယ်လောက်ယူရင်အရောက်ပို့လို့ရတယ်ဟေ့ဒီမျိုးရင်းကိုပေါ့နော်ကိုအနီးနားဝင်းကျင်ဆိုရင်ဆိုတော့ဝဲသူကလည်းဟာဒီဆိုင်မှာဝဲရင်ဒီလောက်နဲ့ဆိုရင်တော့ရောက်ပို့တယ်ဟေ့ဒီဆိုင်မှာဝဲပြစ်သွားမယ်အဲ့လိုမျိုးပေါ့နော်ကိုစဉ်းစားတယ်ဟာစတော့ဒါတွေမရှိတဲ့အတွက်ကိုခက်ခဲမှုကတော့ရှိတယ်ဟာမပို့ပေးဘူးလားဆိုတော့ကို့မှာပို့စရာမရှိတဲ့အတွက်ကိုတခြားငါရင်ဒီပို့ခါကြီးကကိုမခံနိုင်ဘူးလေအဲ့ဒါခါကျတော့ဒါလေးတွေကိုစုဝဲတယ်ဂါလီနဲ့နိုင်တဲ့ဟာဂါလီနဲ့ပို့တယ်ထော်လာကြီးနဲ့နိုင်တဲ့ထော်လာကြီးနဲ့ပို့တယ်အခုကကျတော့မျိုးစုံပေါ့နော်ဟိုသူ့ကားဆိုင်လိုက်ပေါ့နော်ဖောကာနဲ့လား16ပင်နဲ့လား14ပင်နဲ့လားအဲ့ဒါခါကျတော့ဒီဝဲသူရဲ့ဒီပို့ကဆိုတဲ့ဟာကိုဖြည့်ရှင်းလို့ရအောင်တော့ရှင်းလိုက်တယ်နောက်ခါကျတော့အလုံသမားဆိုလဲဒီလိုပဲအလုံသမားကို့မှာရှိတာမှ2ယောက်3ယောက်သူတို့ကအချမပါဘူးလားဆိုတော့ကဲဒီကဟာလာဝယ်တဲ့ဟာကိုယ့်ကိုတင်ရမစေဝယ်သူအစင်ပြေအောင်လို့ရှိတဲ့2ယောက်လား3ယောက်လားထည့်ပေးလိုက်ရဲအဲ့လိုမျိုးပေါ့ဒီခက်ခဲတွေကိုဖြည်းဖြည်းချင်းရတော့လိုက်ဖြည့်ရှင်းရတာပေါ့နော်အဲ့ဒါလေးတော့ရှိပါတယ်ဟုတ်အခုတို့မတို့ပေါ့နော်အခုချိန်ဆိုလို့ရှိရင်လုပ်ငန်းကလည်းအတော်လေးတည်ငြိမ်လာပြီအောင်မြင်နေတဲ့အခြေအနေရောက်ပြီဆိုတော့ဒီအောင်မြင်လာအောင်တည်ငြိမ်လာအောင်အခုတို့မတို့ရဲ့အဓိကအောင်မြင်တဲ့တော့ချက်လေးကဘာဖြစ်မလဲဗျဟုတ်ကဲ့ပါရောင်းဝယ်တစ်ခုဆိုင်တစ်ခုမှာတော့အဓိကကတော့ဆက်ဆံရေးလို့တော့ထင်တယ်လေဆက်ဆံရေးလို့ထင်တယ်ဆိုတာကိုယ့်ကိုသေးသေးကြီးဒါဆက်ဆံရေးကောင်းနေပဲဝယ်သူတွေဘလောက်ပဲဝန်ထမ်းတွေထားကိုလာတယ်ဖြတ်သွားတယ်ဒီအချိန်မှာကို့ကိုတွေ့ပြီဆိုရင်ဟိုစိတ်ကားသမားဝယ်တာအစားဟာဆရာကြီးဘာလို့လဲဆိုရင် तू ကကျဉ်နဲ့သွားပြီဟာ तू ကဆိုင်တေးတေးတော့လည်းငါ့မှတ်မိတယ်ဆိုင်ကြီးလာတော့လည်းငါ့မှတ်မိတယ်အဲ့ဒါဆိုရင်ဒီစိတ်ကားသမားကယ်ရီသမားအကုန်လုံးက
ဒါသူတို့ရဲ့ပေါ့နော်ဟာခေါ်ဝယ်မယ်ဆိုရင်ဟာဘယ်ဆိုင်ဝယ်ရမလဲတချို့ရမသိဘူးလေတဲ့မလားမျိုးတစ်စတော့ခါကျဝယ်လာပြီဆိုဟာဒီဆိုင်သွားဒီဆိုင်ကအကုန်ရတယ်ဟိုဆက်ဆံရေးလဲဟိုဖြစ်တယ်ဆိုပြီးခေါ်လာမှာပဲဒါဒီကယ်ရီသမားစိုက်ကားသမားအစဟိုဆက်ဆံတဲ့ပုံမူတည်ပြီးတော့ဒါ customer ဆိုတာတိုးတာပဲလေသူဝယ်သည်ဖြစ်စေမဝယ်သည်ဖြစ်စေဒါတွေကတော့ဒီပေါ့နော်ဟိုဘယ်လိုလဲ customer တစ်မျိုးပေါ့ဆွဲနည်းတစ်မျိုးပေါ့ဆွဲနည်းတစ်မျိုးဆိုတာလဲဒီလိုပေါ့ကိုအလုပ်အားသည်ဖြစ်စေမအားသည်ဖြစ်စေနှုတ်ဆက်လိုက်တာလေးကအစဒီဟာလေးအတိမတ်ပြုတ်လိုက်တယ်ပေါ့နော်အဲ့ဆိုရင်ဒါဝယ်ပြီးဆိုရင်ဟာဒီဆိုင်သွားဒီဆိုင်ကတော့ပစ္စည်းမှန်ကို့မှာပစ္စည်းမရဘူးဆိုလဲတခုရှိတာအယောင်းဝင်မှာပစ္စည်းရလဲ store ပြေးဖို့လိုတယ် store မရှိဘူးဆိုရင်ဘယ်လိုဖြည့်ရှင်းပြီးလို့ရတယ်သူလာယူမဲ့အချိန်မှာကို့ store မရှိတဲ့ဟာကိုဖြည့်ရှင်းပေးလိုက်မယ်အကိုဘယ်ချိန်လေးတော့စပို့ပေးလိုက်မယ်ကိုဒီမှာမပြည့်တဲ့အတွက်ကိုဘယ်လိုလုပ်ပေးလိုက်မယ်ဆိုရင်ဒါ customer အဆင်ပြေသွားတာပဲလေအဲ့ဒါမျိုးလေးတွေကြောင့်လဲဒါဟောဆိုင်ရဲ့အချိန်တက်လာတဲ့ထင်ပါတယ်နော်ဟုတ်ကဲ့ပါ အကိုတို့မတို့ရဲ့ပေါ့နော်ဒီစီးပွားရေးလမ်းကြောင်းမှာကြက်နှစ်ကောင်ဆိုတဲ့ပါတနာတာမရှိခဲ့ဘူးဆိုလို့ရှိရင်အောင်မြင်မှုရနိုင်မယ်လို့ရောဒါယုံကြည်မှုရှိခဲ့လားပေါ့ဟုတ်ကဲ့အောင်မြင်မှုကတော့အထိုက်လျောက်ကတော့ရှိမှာပဲလေဒါပေမဲ့ sporting နေဒီကုမ္ပဏီတွေရှိတဲ့အခါကျတော့အချိန်ပုံမြင့်သွားတာပေါ့နော်ဒီဗုဒ္ဓဘာသာသဘောတရားနဲ့ပြောမယ်ဆိုရင်တော့ဖရားတော်မှာအမိရှိမှပွင့်ရတာတို့နောက်တစ်ခါအလုပ်ငန်းတစ်ခုတွေနဲ့ပြောမယ်ဆိုရင်ဖြည်းဖြည်းချင်းသွားတာတဲ့စာရင်เนาะအများအဖွဲ့အစုအဖွဲ့နဲ့သွားတဲ့အခါကျတော့ရောက်တဲ့ခီကိုလျင်မြန်စွာရောက်တာပေါ့နော်အဲ့ဒါကြောင့်မို့ဒီပံ့ပိုးပေးတဲ့ဒီစက်နှကောင်ကုမ္ပဏီကိုလည်းကျေးဇူးတင်ပါတယ်လို့ဟုတ်ကဲ့ပါကျွန်တော်နောက်ဆုံးမိကွန်းလေးအနေနဲ့ဒီဆောက်လုပ်ရေးလောကတွေကိုဝင်မှုစူးစမ်းနေတဲ့လူတွေကိုရောအခုတို့အမားတို့အနေနဲ့ဘယ်လိုအကြံပြုမှတ်ချက်လေးတွေစကားလေးတွေပြောပေးချင်လဲဗျရပါတယ်နောက်ဆိုင်အစ်စ်တွေလည်းတိုးလာမှာပဲလုပ်ငန်းအစ်စ်တွေလည်းတိုးလာမှာပဲအဲ့ဒါကြတော့ဒီမျိုးနဲ့ဒီအနေနဲ့ဆိုလဲဖိတ်ခေါ်ပါတယ်ဖိတ်ခေါ်ရဲဆိုတာကြတော့ဆိုင်တွေတိုးလာတဲ့အတွက်ကိုဘယ်သူမှပွဲရုံကိုချိန်ပေးပြီးမသွားတော့ဘူးဟာငါတို့ဒီမျိုးနယ်မှာနေမဲ့ဆိုင်တွေကများနေတာပဲတစ်ဆိုင်မဟုတ်တစ်ဆိုင်ကိုရွေးမယ် choice လုပ်လိုက်မယ်ဆိုရင် DPC ရတာပဲအဲ့ဒီအတွက်ကိုအချိန်ကုန်တက်တာသွားမယ်ဒီအဲ့တော့ဘယ်ပွဲရုံမှလည်းသွားမှာမဟုတ်တော့ဘူးတစ်ဆိုင်လဲဆိုရင်တော့လူတွေကဟာပွဲရုံမှာများတက်တာနေမလားတဲ့မလားဟာဒီမှာတစ်ဆိုင်နဲ့လေဒီဆိုင်နဲ့ကမန်တက်နေတာအဲ့ဒါရှိမယ်ဆိုင်တွေများလာတဲ့ခါကျတော့ဒီဆိုင်မဟုတ်တစ်ဆိုင်ရနေမှာပဲတစ်ဆိုင်မဟုတ်တစ်ဆိုင်အဲ့တော့ငါတို့ဒီဘက်ကိုသွားတဲ့ဒီပွဲရုံတွေသွားတဲ့အချိန်သွားအပြန်အချိန်2နာရီ3နာရီလိုက်ပက်ကြည့်ရတဲ့အချိန်တွေရန်ကြီးဟွာဖြစ်မယ်လေအဲ့တဲ့ခါကျတော့အခုဆိုရင်ပို့ပြီးဟွာဖြစ်တာဒီ TikTok တွေ Facebook တွေ online နဲ့ဝယ်တာတွေဘာတွေမှာလဲရှိလာပြီလေရှိလာတဲ့ခါကျတော့လုပ်ငန်းအသစ်တွေရောဒီအစီအစဉ်အသစ်တွေရောအကုန်လုံးကောင်းနိုင်မှဒါလူတွေကစီးပွားရေးအမြင်တွေပေါ့နော်ကျဲလာတဲ့ခါကျရင်ဒါဒီလူတွေလက်တွဲတဲ့လူတွေမှာလည်းများလာတဲ့ခါကျရင်မသွားတော့ဘူးပေါ့ပွဲရုံတွေကစမသွားတော့ဒီမြို့နယ်ကလူကဒီနေရာမှာတွေမဲ့ပြီးသွားမယ်သူတို့လည်းချိန်ကုန်တက်တာသွားမယ်အဲ့ဒါမျိုးလေးတွေအတွက်ဟိုလုပ်ငန်းအသစ်တွေရောဟိုတိုးချက်မဲ့ဆိုင်တွေရောမျိုးဆက်အသစ်တွေရောအကုန်လုံးလည်းဖိတ်ခေါ်ပါတယ်နော်အခုအနေနဲ့ရောဒီနောက်ထပ်ပေါ့ဆောက်လုပ်ရေးလောကထဲဝင်လာမဲ့လူတွေကိုဘယ်လိုအကြံပြုလေးမှတ်ချက်လေးပေးချင်လဲဗျ။တော့ဆောက်လုပ်ရေးလုပ်ငန်းလုပ်ချင်တဲ့လူတွေလို့အခုမှစမဲ့လူတွေအခုလက်ရှိလုပ်နေတဲ့လူတွေနောက်တစ်ခါကျကျွန်တော်ဒီ Power A ဆောက်ပြီးဆိုင်မှာကျွန်တော်တို့စီမှာဝယ်နေတဲ့ customer အများကြီးရှိတယ်။နောက်ခါကျတော့တစ်ဆင့်ပြန်ရောင်းတဲ့ဆိုင်တွေဆိုင်ပေါင်း30လောက်ရှိတယ်ပေါ့ကျွန်တော်စီကယူရောင်းတဲ့ဆိုင်တွေအဲ့ဆိုင်တွေကိုလည်းကျွန်တော်အများနဲ့အားပေးစကားပြောတယ်သူတို့လိုအပ်တဲ့အကူအညီတွေလည်းကျွန်တော်ကပေးတယ်ကျွန်တော်တို့တော့ကလည်းကျွန်တော်တို့ဆိုင်ကြီးတွေကကျွန်တော်တို့အကူအညီတွေပေးဘူးတယ်သူတို့စီကအကူအညီနဲ့ကျွန်တော်တို့လည်းဒီနေရာတစ်ခုရောက်ခဲ့ရတယ်နောက်တော့ကျွန်တော်တို့စီကအခုပြန်ယူတဲ့လူတွေကိုလည်းဆိုင်တွေကိုလည်းကျွန်တော်တို့ကသူတို့လိုအပ်တာပဲမှန်တယ်မြဟိုပစ္စည်းပဲဖြစ်ဖြစ်ငွေကြေးပဲဖြစ်ဖြစ်ရောင်းဖို့တက်ကိုအများနဲ့ကျွန်တော်တို့ကတွန်းအားပေးတယ်ဒီလုပ်ငန်းအိမ်ဆောက်ပစ္စည်းလုပ်ငန်းဆောက်လုပ်ရေးလုပ်ငန်းဆိုတာကကောင်းတဲ့လုပ်ငန်းဖြစ်တော့ဒီလုပ်ငန်းကိုပဲဒီဇိုင်းမမက်လုပ်ဖို့နဲ့ဒီလုပ်ငန်းကိုထက်ချက်ဖို့တက်ကိုစိုင်သမားတွေကိုကျွန်တော်ကအားပေးတယ်ဟိုကျွန်တော်စီကဟိုတစ်ဆင့်ပြန်ဝယ်တဲ့လူတွေလည်းကျွန်တော်ကအမြဲတမ်းကျွန်တော်မြတ်တာပို့ပေးတယ်သူတို့ဆိုင်လည်းကြီးပွားတိုးတက်ပါဆိုတော့မြတ်တာပို့တယ်ကျွန်တော်စီကဝယ်သည်ဖြစ်သည်မဝယ်သည်ဖြစ်သည်ကျွန်တော်ကဟိုလုပ်ငန်းလုပ်မယ်ဆောက်လုပ်ရေးလုပ်ငန်းလုပ်မယ်ဆောက်လုပ်ရေးဆိုင်ဖွင့်မယ်ဆိုလို့ရှိရင်ကောင်းတယ်ဆိုတဲ့လုပ်ငန်းကိုကျွန်တော်ဟိုအကြံပြုချင်တယ်ပေါ့လေဒီဆောက်လုပ်ရေးလုပ်ငန်းဆိုတာကအမြဲတမ်းကောင်းတဲ့လုပ်ငန်းပေါ့အဲဒါကြောင့်ဟိုဒီလုပ်ငန်းကိုဟိုလုပ်စေခြင်းတယ်အခုမှစတဲ့လူပဲဖြစ်ဖြစ်လုပ်နေတဲ့လူပဲဖြစ်ဖြစ်ဒီလုပ်ငန်းမှာတစ်ဆက်မဲ့လုပ်စေခြင်းပါတယ်အခုညီလိုလို့ရှိရင်လည်းကျွန်တော်တို့တက်နိုင်တဲ့ဟာကိုလည်းကျွန်တော်ပြန်ပေးပေးပါမယ်ဟာလားမျိုးဟုတ်ကဲ့ပါအကိုနဲ့အခုလိုမျိုးအချိန်ပေးပြီးတော့ဖြည့်ချပေးတယ်ပြောချပေးတဲ့အတွက်ကြောင့်လည်းအကိုအမရောကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါဒီကလည်းအာသစ်မန်ကုမ္ပဏီကျန်နကောင်ကုမ္ပဏီကိုကျေးဇူးအများကြီးတင်ပါတယ်နော်ဟုတ်ကဲ့